အဖိုးအိုဟာသူ့ရဲ့တဘာဝတက်တန်းကုံဆုံးခါနီးဖြစ်နေပေမဲ့တေမင်းကသူ့ကိုမခေါ်ဆောင်နိုင်သေးပါဘူးတစ်သက်လုံးလှုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကသူ့ကိုကာကွယ်ပေးထားသလိုပါပဲအဲ့ဒီနေ့မှာသူကလမ်းပေါ်ကပိုလင်းခွန်တစ်ခုကိုကောက်ပြီးအမိုက်ပုံးစီသွားနေတော့မြေပြင်ကြီးကွဲအပ်သွားပြီးတေမင်းတကောင်ထွက်လာပါတယ်တေမင်းမှတ်တမ်းကိုစစ်ဆေးကြည့်တော့ဒီဖိုးအိုဟာသူ့ရဲ့ပြစ်မှတ်ဖြစ်နေတာကိုအတည်ပြုလိုက်ပါတယ်မတော်တဆမှုတစ်ခုဖြစ်အောင်သူကအထက်မြင့်တိုက်ပေါ်ကဂရိန်းတစ်ခုကိုတွန်းချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဖိုးအိုကအကျွေစေးတစ်စေ့ကိုကောက်ဖို့နှုံးလိုက်တာကြောင့်ဂရိန်းကအဖိုးအိုအစားတေမင်းကိုပဲဖိမိသွားပါတယ်ဘာမှမသိရှာတဲ့အဖိုးအိုကတက်တန်းကုန်နေတဲ့ပါကင်မီတာကိုတွေ့ပြီးအဲ့ဒီအကျွေစေးကိုထည့်ပေးလိုက်ပါတယ်သူလှုပ်လိုက်တဲ့အသေးအဖွဲကောင်းမှုလေးတိုင်းကသူ့အတွက်ထောင်ထားတဲ့ကြော့ကွင်းတွေကနေမတိမတာကဲတင်ပေးနေပါတယ်တေမင်းကစိတ်မရှည်တော့ပဲအမိုက်ပုံးကြီးကိုသူ့စီလိမ့်ချလိုက်ပြန်ပါတယ်အဲ့ဒီအချိန်မှာပဲအဖိုးအိုကနှက်ကလေးတစ်ကောင်ကိုကြည့်ဖို့ရက်လိုက်တာကြောင့်အမိုက်ပုံးကသူ့ဘေးကနေဖြတ်သွားပြီးတေမင်းအကိုပဲထပ်ပြီးကျိတ်မိသွားပါတယ်ဒေါသထွက်သွားတဲ့တေမင်းကလမ်းဘေးဆိုင်ဘုတ်တစ်ခုကိုလန်လိုမျိုးပြစ်ပေါက်လိုက်ပါတယ်အဖိုးအိုကနှက်ကလေးကိုကောက်ဖို့နှုံးလိုက်တာကြောင့်ကွက်တီရှောင်ထွက်သွားပြီးလဲကျနေတဲ့ဆိုင်ဘုတ်ကိုတုံးပြီးငှက်ကလေးကိုတစ်ပင်ပေါ်ပြန်တင်ပေးလိုက်ပါတယ်ဒါကတော့လွန်သွားပြီဆိုပြီးတေမင်းကသူ့ရဲ့တေမင်းမှတ်တမ်းစာအုပ်ကိုဒေါသတကြီးလွှင့်ပစ်လိုက်ပါတယ်